ကဘာပြက်ကိန်းမဆိုင်ရောက်ခင်22ရက်အလိုမှာခိုလုံရေးစခန်းထဲမှာလူ3ယောက်ရှိနေပြီးအစင်တင်ဖြစ်မှုက98ရာခိုင်နှုန်းရှိနေပါတယ်။ဒါပေမဲ့စနစ်ကအနီရောင်မြင်းနဲ့တီးတန့်ပြထားတဲ့ပြဿနာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကီလိုမီတာ40ပတ်လည်အတွင်းမှာစနစ်တကျဖွဲ့စည်းထားတဲ့လူရက်သူတွေရဲ့လှုပ်ရှားမှုကိုတွေးရှိထားတာပါ။အဲ့ဒီအဖွဲ့နာမည်က Jovis Akejod ဖြစ်ပြီးလူအင်အား30ကနေ40လောက်ရှိနိုင်ပါတယ်။သူတို့ကရေရင်းမြစ်တွေနဲ့စားနပ်ရိက္ခာတွေကိုတင်ပိုက်တာမှာကျွမ်းကျင်ကြပြီးအနေရရှိမှုအဆင့်ကတော့အလွန်မြတ်အင်မားပါတယ်။သူကအဲ့ဒီနာမည်ကိုသိနေပါတယ်။သူ့ရဲ့အရင်ဘဝတုန်းကကဘာပြက်ပြီး၄လအကြာမှာအဲ့ဒီလိုအမတ်အသားပါတဲ့လူတွေနဲ့ဆုံခဲ့ဘူးပါတယ်။အနက်ရောင်အချီပေါ်မှာအဖြူရောင်ဆက်ဝိုင်းပုံစံအမတ်အသားကိုမိနဲ့ထိုးထားတာပါပထမအပတ်တွေမှာရေရင်းမြစ်တွေကိုတင်ပိုက်နိုင်ခဲ့တဲ့သူတွေဟာအာနာပိုင်အစ်စ်တွေဖြစ်လာခဲ့ကြပါတယ်။အစပိုင်းမှာတော့သူတို့ကမရက်ဆက်သေးပါဘူး။ရေပေးရင်အကာအကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးပါဒါပေမဲ့နောက်ပိုင်းမှာတော့အခြေအနေတွေပြောင်းလဲလာပါတယ်။အဲ့ဒါကအကာအကွယ်ပေးတာမဟုတ်ပဲကွန်ပျူတာမှန်သိလိုက်ရတဲ့အချက်။အိမ်မှာတော့ထွက်ပြေးစရာနေရာမရှိတော့ပါဘူး။သူကမတ်စုစာအုပ်ထဲမှာမှတ်ချက်တစ်ခုရေးလိုက်ပြီးသူတင်ဖို့စီစဉ်ထားတဲ့နောက်ဆုံးကြော်ညာတစ်ခုကိုဖွင့်လိုက်ပါတယ်စာသားကတော့ဒိုလေးပါပဲတိုက်ပွဲအတွေ့အကြုံရှိသူကံဝန်တောင်နှန်းကအဆောက်အုံတစ်ခုကိုလုံခြုံရေးယူပေးဖို့ရှာဖွေနေပါတယ်ရေရှည်ဖြစ်ပြီးအသေးစိတ်ကိုတော့လူချင်းတွေးမှပြောပါမယ်တဲ့နောက်တနေ့မနက်မှာတော့အကြောင်းပြန်စာတစ်ဆောင်ရောက်လာပါတယ်ကင်ယူဂျင်ကစစ်တပ်ကလူတွေရေးတယ်လို့မျိုးဒိုတုတ်ပဲရေးထားပါတယ်အမတ်ခုနှစ်လေထီးတက်မမှာ3နှစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့စနိုက်ပါတင်နန်းဆင်းထားတယ်ကိုတဘောနဲ့ကိုထွက်ခဲ့တာပါဗုဒ္ဓဟူးနေ့မှာရောက်လာပါမယ်တဲ့ရောက်လာနိုင်ပါတယ်ရို့စဉ်းစားပေးပါမယ်ရို့မဟုတ်ပဲဗုဒ္ဓဟူးနေ့မှာရောက်လာပါမယ်လို့ပဲအပြက်ပြောထားတာပါစနစ်ကဘာမှအကြောင်းမပြန်ပေမဲ့သူစာပြန်ဖို့မလုပ်ခင်မှာတင်တိဆောက်ရေးအမတ်180တိုးလာပါတယ်ခိုလုံရေးစခန်းကတော့အစင်တင်ဖြစ်လို့နီးပါပဲသူယာယီငှားထားတဲ့ဆိုးမျိုးကတိုက်ခန်းပြတင်းပေါက်အပြင်ဘက်မှာတော့အပူချိန်က40ဒီဂရီရှိနေပါတယ်မေလရဲ့စံချိန်တင်အပူချိန်တွေပေါ့သတင်းတွေမှာတော့ဒါကိုပုံမှန်မဟုတ်တဲ့အခြေအနေလို့ပြောနေကြပါတယ်လီဂျွန်ဟိုကလပ်တော့ကိုပိတ်ကြောဖို့အိတ်ကိုထုတ်ပြီးတောင်ပေါ်ကိုပြန်သွားပါတယ်နောက်နှစ်ရက်ဆိုရင်ဗုဒ္ဓဟူးနေ့ရောက်တော့မှာဖြစ်ပြီးကဘာပြက်ဖို့ကတော့22ရက်ပဲလိုပါတော့တယ်ဗုဒ္ဓဟူးနေ့မှာတော့ရေစုပ်ဆက်ပြတ်တာနဲ့စတင်ခဲ့ပါတယ်တိတ်တော့မပြင်းထန်ပါဘူးကက်စကတ်အနေသေးစေလဲယုံပါပဲမိနစ်40လောက်ပဲကြာမှာပါဒါပေမဲ့ဒါအုံကရေစုပ်ဆက်အောက်မှာလဲပြီးကက်စကတ်ကိုပြင်နေတဲ့အချိန်မှာပဲအပြင်ဘက်ကကြောက်ခဲတွေပေါ်မှာကားမောင်းလာတဲ့အတန်ကိုကြားလိုက်ရပါတယ်လီဂျွန်ဟိုကအပေါက်ဝမှာရက်ပြီးကြည်နေတော့မှာပဲမိုင်းတွင်လန်းဟောင်းအတိုင်းထောက်ကားတစ်စီးတက်လာတာကိုတွေးလိုက်ရပါတယ်ကားကတော့နင်းနာနေပြီးဘာမှအသားမှမပါပါဘူးကားခေါင်မိုးပေါ်မှာတော့စီပုံးတွေတင်ထားပါတယ်ကားမီတာ30အကွာမှာရက်သွားပြီးအင်ဂျင်တက်လိုက်ပါတယ်ပြီးတော့ကားတကားပွင့်လာပါတယ်ကင်ယူဂျင်ကသူကြော်ညာတဲ့ကစာသားတွေကိုကြည့်ပြီးစိတ်ကူးရင်ထားတယ်လို့မျိုးမဟုတ်ပါဘူးအသက်28နှစ်လောက်ရှိပြီးအရက်အမောင်းကတော့အလက်စားပါပဲလှုပ်ရှားမှုတွေကတော့စစ်သားတယောက်လိုတွက်လက်ပြီးစကားကိုလည်းလိုရင်းပဲပြောမဲ့ပုံစံမျိုးပါစံပင်ကိုလည်းတေးတက်စီးထားပါတယ်ပခုံးမှာကြောပိုးအိတ်တလုံးလွယ်ထားပြီးခါးဘက်မှာတော့ဓာတ်တလက်ကိုအလွယ်တကူထုတ်လို့ရမယ့်ပုံစံမျိုးနဲ့ချိတ်ထားပါတယ်သူကဂျိုပေါဝါကိုတစ်ချက်ကြည့်ပြီးတော့သူ့ကိုတစ်ချက်ကြည့်ပြီးနှုတ်ဆက်စကားအစားဝင်ပေါက်ကတခုတည်းပဲလားတာကပိတနာပဲလို့ပြောလိုက်ပါတယ်အရေးပေါ်ထွက်ခွာမိလမ်းရှိတယ်မြောက်ဘက်ရင်ပြင်ကီလိုမီတာ120ရှုပ်ဝက်ထားတဲ့ကြောက်တန်းထိပ်ပြပါလို့မပြောပါနဲ့ရိုးပြပါလို့သာပြောပါလီဂျွန်ဆိုကမင်းကကိုပြခဲ့တယ်သူမဟာအရေးပေါ်ထွက်ခွာလမ်းကြောင်းမှစပြီးမြက်လေခမ်းမထိလမ်းလျှောက်သွားပြီးခြေလန်းအတွက်စင်ကြီးကိုစစ်ဆေးနိုင်ရန်တွေကိုထိတွေးကြည့်ရှုလျက်လက်ဖြတ်စနစ်တကျလှုပ်ဆောင်ခဲ့တယ်စိုက်ပျိုးရေးဌာနမှာသူမရက်ဆိုင်သွားတယ်မိလေးကခုတ်တလောက်နဲ့စကားပြောနေတယ်ဒါပါလေယူဂျင်မေးတယ်စိုက်ပျိုးရေးပညာရှင်ပါလို့လီဂျွန်ဆိုပြောတယ်သူကခုတ်တလောက်နဲ့စကားပြောနေတယ်ထုတ်လုံးမှုများမွန်း600ပေါ်ဆက်40ရှိတယ်ယူဂျင်ကမိလေးကို2စက္ကန့်ကြည့်ပြီးထိုနောက်ဆက်လက်တူးဖော်သွားတယ်ဆေးဘက်ဆိုင်ရာဌာနမှာဆိုယွန်းသည်ကြောပြန်ထားပြီးကိရိယာတွေစီစစ်နေသည်ခြေလန်းအတန်ကြားသည့်နောက်ရှမ်းရက်ပြီးယူဂျင်ကိုရင်မြန်စွာနှင့်ကျွမ်းကျင်စွာရှုထောင့်ဖြင့်စစ်ဆေးသွားသည်ခန္ဓာကိုယ်ရဲ့ထောင့်အမြင့်အလေးချိန်ခုန်နေထိုင်မှုခေါင်းစွပ်ကားပစ်ထားတဲ့လက်နက်ဆရာဝန်တဦးပါဆိုယွန်းကပြောသည်ဆိုင်ပါသဖြင့်ရွက်နေသူဟုယူဂျင်ကဖြေကြားသည်ဒဏ်ရာရှိပါသလားမရှိပါယောဂရှရောက်ရှိပါသလားမရှိပါကောင်းပါတယ်ဆိုယွန်းကမိမိလောက်ကင်နေသောကိရိယာများသို့ပြန်သွားသည်ပါကယ်ကူပါကောင်းကိရိယာကုတ်ပါကကျိုးလျင်ဘယ်ဘက်ကွက်သုံးမှထုတ်ယူနိုင်ပါသည်ယူဂျင်ကွက်သုံးကွက်သို့နှစ်ကြည့်လိုက်ပြီးဆိုယွန်းတို့ပြန်ကြည့်သည်သူမရဲ့မျက်နှာမှာတစိတ်တစ်ပိုင်းပြောင်းလဲမှုရှိခဲ့ပြီးနူးညံ့မှုမရှိတော့လဲနည်းနည်းပိုမိုနေရာယူမှုရှိလာသည်အိုကေပါပြီဟုပြောသည်မျက်လေခမ်းမတွင်ရက်ပြီးအပတ်လေစတင်သုံးကြည့်သည်စင်ကြီးနယံများတလဲရာတဲကုန်ဝင်သည့်လမ်းသုံးရွာနယံပေါ်မှမြေပုံရှိသည်600ဘတ်သူသည်ကိုယ်တိုင်ဆွဲထားသည်အထက်အားလုံးနှင့်ဌာနအားလုံးပါဝင်သည်မိမြလူများအတွက်စီစဉ်ထားပါသလဲဟုပြောသည်လောလောဆယ်လေးဦးအများကြီးဖြစ်နိုင်သည်ပြင်ပမှတိုက်ခိုက်မှုဖြစ်ပါကတစ်ချိန်တည်းမှာရေတွက်ရန်နေရာနှစ်ခုပတ်သက်၍လူ4ယောက်အနည်းဆုံးရပါမည်နားလည်ပါသည်တိုးတော်လက်နက်မရှိဘူးမရှိသေးပါမရှိသေးတာဘယ်တော့လဲအခြေအနေတချို့ပေါ်မူတည်ပါသည်ဟူလေးသူပြောသည်ယူဂျင်ကအချိန်တက်မှတ်ချက်နှင့်ရိုးကိစ္စများကိုတေချာသုံးသက်လာခဲ့သူလိုအမြင်ဖြင့်သူ့ကိုကြည့်ရင်
ငါရရှိနိုင်တယ်ဟုသူပြောသည်တောရိုက်ကားပိုင်းနှစ်လုံးဥပဒေကျင့်တန်းစင်စွာထို့အပြင်ခြေတံဖြင့်တတ်မှတ်ပါသည်အေးစေးသက်တောင့်တတာရှိသည်ဘင်းသည်မမြင်သူများထက်အရေးကြီးဆိုသည်လောက်ပါစနစ်တိတ်ကွဲစွာအတိတ်ပြုလုပ်ခဲ့သည်နေထိုင်သူအသိကင်ယူခြင်းအထူးလုပ်ငန်းတိုက်ခိုက်ရေးလေ့ကျင့်မှုစိုက်ပစ်သူအသေးစားအဖွဲ့ယုံကြည်စေမှုယင်ခီးအဆင့်အေဇောအပိုစုစောက်လုံးမှုဆိုင်ရာတရား80မှတ်လူနေထိုင်မှုကြိုတင်ပြင်ဆင်ရေး84ကျဒါအရန်သည်ပေါင်းချိန်ဌာနမှထွက်လာပြီးစီလက်တွင်ရှိသည်ပြင်ဆင်ပြီးစိတ်ကျေနပ်မှုကိုမျက်နှာပေါ်တွင်တွေးရှိနိုင်သည်ယူခြင်းကိုမြင်ပြီးရက်တန့်သည်တင်ကစိုက်ပစ်သူလားဟုမေးသည်ဟုတ်ပါတယ်ကောင်းပါတယ်ဒါအရန်ကခေါင်းငုံငုံမြောက်လိုက်ပြီးငါကဒါရန်စကိရိယာရှင်ပါမိရချိုးခန်းတစ်ခုအချိန်စီစဉ်အတိုင်းမနက်ပိုင်းမှာဆိုယုံပထမဦးစွာရက်ထိုင်သည်အစားအသောက်ကိုပြန်လန်ခွဲဝေကတဲစားသည်အမေးလေးရှိပါသလားယူဂျင်ကတအဆက်ကြည့်ပြီးမရှိပါဟုပြန်တွဲပြောသည်အဲ့ဒါဆိုကြိုဆိုပါတယ်ဟုဒါရန်ကပြောပြီးပြန်သွားသည်ယူဂျင်ကဒါရန်သွားရာကိုမျက်လုံးကပြင်ပြီးကျွန်းဆိုကိုကြည့်သည်သူတို့ဘာဖြစ်မလဲဆိုတာသိနေတာလားအတီမပြုတ်ရသေးပေမဲ့ခံမှန်းထားတယ်တီးတီးကြကြမသိဘူးလို့လားမဟုတ်ဘူးဒါကမေကွန်းတစ်ခုမဟုတ်ခဲ့ဘူးသူကဖြေဆိုသုံးသပ်မှုမပြုခဲ့ပါယူဂျင်ကတစ်ချိန်လုံးသူ့ကိုစိတ်ပူမှုမရှိပဲပြောဆိုမှုမရှိပဲတေချာစွာလေးလာတလောက်ကြည့်ရှုခဲ့သည်ပြီးတော့အလဲဘီတာရဲ့ခြံတန်ထောင်နားမှာသူ့ရဲ့အိတ်ကိုစွန့်ခဲ့တဲ့ပတ်ဝန်းကျင်ကိုပြပါမိသည့်နေရာမှာကြည့်မြင်နိုင်မှုရာသီလက်အနားကိုတီးလိုပါသည်ဟုဆိုသည်နောက်ပြေးမှုမတိုင်မီ18ရက်အလိုမှာစီအိုမြို့မှာအပူချိန်35ဒီဂရီဆက်ရုပ်ကျော်လွန်ခဲ့သည်သတင်းများအစာပိုင်းတွင်ဒါကိုထူးဆန်းမှုဖြစ်တယ်ဟုဆိုပြီးတော့အခြေအနေမပြေလည်မှုရှိနေကြောင်းပြောဆိုခဲ့သည်အစိုးရကအရေးပေါ်အခြေခံချက်ထုတ်ပြန်ပြီးဈေးဝယ်ဆိုင်ကတ်တွင်အေးပြင်းသောစင်တာများဖွင့်လိုက်သည်ဆေးရုံများမှာလူနာများဖြည့်ဆည်းနေခဲ့သည်လျှက်စစ်စနစ်ကြောင့်ကအေးပေးပစ္စည်းများကြောင့်မျက်နှာဖုံးပေါ်မြင်ရသလောက်ကြီးစွာပလာသွားခဲ့သည်တောင်တန်းဒေသမှာအပူချိန်30-20ဒီဂရီစတင်ရှိခဲ့သည်လီဂျွန်ဆိုအားနောက်ပိုင်းမနက်တိုင်းရာသီဥတုခန့်မှန်းချက်ကိုအလေးထားကြည့်ရှုခဲ့ပြီးမြို့ထဲလူတွေကအမှန်တကယ်ယုံကြည်ရေးရှိနေကြသည်ဟုထင်မြင်သောအထိဒီအခြေအနေကအချိန်ပိုင်းသာဖြစ်မည်ဟုအာမခံထားခဲ့သည်အစိုးရကပြန်လည်ထိန်းချုပ်နိုင်ခဲ့မည်ဟုယူဆခဲ့သည်သူတယောက်တည်းကစိတ်ကူးစိတ်တန်းခဲ့သည်ဇူလိုင်လအထိရပ်တန့်ခြင်းမရှိခဲ့သည်စနစ်ကကြေညာချက်အသစ်တစ်ခုပေးပို့ခဲ့သည်ပြင်ပအနေရရှိသည်စိုးလန့်စေပြုတ်သည်ထိန်းချုပ်မှုဆောင်ကိုဆက်လက်တိုးချဲ့လျက်ရှိသည်တောင်တန်းဒေသသို့အုပ်စုတစုခီးထွက်မှုရှိသည်ဟုခံမှန်းသည်ပြင်းမှတ်ဖြစ်နိုင်သည့်နေရာမှာတိုင်ဘက်ရေမြို့နယ်နောက်ပြေးမှုအထိ18ရက်ကျန်သည်အကြံပြုချက်အဝင်ပေါက်များဖြင်းထိုးမှုကိုခိုင်ခန့်စေပြီးခီးနေရဲ့နယ်တနေရာတိုင်းမှာကြိုတင်သတိပေးစနစ်တက်ဆင်ရန်ယူခြင်းကသူထုတ်ပေးသောမိမိရဲ့သူပေးလိုက်သောပစ္စည်းထုတ်ပြန်ချက်များကိုဖတ်ရှုပြီးအချက်အလက်များရသောနေရာကိုမဖော်ပြဘဲအားလုံးကိုဖြန့်ဝေသည်စိုးလန့်စေပြုတ်ဆိုသည်ကျွန်တော်တို့ကနားလည်သည်ဝန်ဂျူမှာမြေသုံးလုံးအားဖမ်းယူပြီးအမတ်တက်ထား၍ရေကူးရောင်းဝယ်မှုကိုစတင်ခဲ့သည်ဟုပြောဆိုသည်အကြိမ်အားလုံးမှာတော့အစပိုင်းတွင်အမှန်တကယ်ရောင်းဝယ်မှုပြုခဲ့သည်ယူဂျင်ကထိုအချိန်နှင့်သဘောတူခဲ့သည်ထို့နောက်မိတို့ဖြစ်မည်နှင့်ဟုမေးသည်အခြေအနေများပြောင်းလဲလိမ့်မည်ဟုပြောသည်သူ့ကိုမျက်စိလေးရှုမလားသဘောတူစိတ်ဖြင့်ပြန်တန်တောင်းဖြေပြီးနောက်မတူညီစွာမှတ်သားထားသောအသေးအပြန်ပြောသည်ကြိုတင်သတိပေးစနစ်ဖြစ်ရမယ်ဟုသူမပြောသည်မြေပုံယောဂများလိုအပ်တယ်သုံးဒါမှမဟုတ်လေးခုကြားအောင်တက်သောရှောင်ကွယ်မှုစနစ်နှင့်ကျိုးတစ်ချောင်းခက်အတန်ဖန်ဆီးခြင်းမဟုတ်ပါဘူးသတိပေးချက်တင်တာပါထို့အပြင်နောက်ပြေးလန်းလျှောက်ရပေါ်8ကီလိုမီတာ3ကြီးရှုခင်းအတိုင်းလဲအမြင့်တက်ရာကြောင်းကိုထည့်သွင်းစဉ်းစားပါလောက်ပါတက်ဆင်ရာတွင်ကူညီပါဟုအမိန့်ပေးသည်ဒါအွန်လောက်ပါလိမ့်မယ်ဟုတုံ့ပြန်သည်နောက်တနင်္လာမနက်မှာသူတို့ထွက်သွားသည်ယူဂျင်ကကိရိယာများကိုယူလာပြီးဒါအွန်ကအပိုပစ္စည်းထည့်ထားတဲ့အိတ်ကိုယူလာသည်မိရီကပါသွားချင်ပါသည်ဟုတောင်းဆိုလိုက်သည်တောင်ထိပ်ပေါ်မှာစားနိုင်သောအပင်များရှိမရှိကြည့်ချင်လို့ဖြစ်သည်ယူဂျင်ကသူ့ကိုကြည့်ပြီးနောက်ကျမနေပါနဲ့ဟုပြောသည်โอเคဟုမိရီပြန်ဆိုသည်သူ့သေးသောအိတ်ကိုလက်ခံယူပြီးငါလျင်မြန်နေဟုဆိုသည်မင်းနေတာပါဟုပြန်ပြောသည်ယူဂျင်ကမိရီစန့်ကျင်ပြောရန်မြင်နိုင်ပေမဲ့ဒါအွန်ကချက်ချင်းသူ့ကိုရှေ့သို့ထိုးအားပေးနေသည်နီနော်မိမိကိုကကျွဲတောင်ရှိတဲ့လူနဲ့ဆွေးနွေးခြင်းမလုံးနဲ့ဟုပြောသည်လီဂျွန်ဆိုကသူတို့ကိုတောင်သားဘက်ဆင်းသွားကြရင်ချိုသာစွာကြည့်ရှုသည်ပြီးလျင်ပြန်ထဲသို့ဝင်သောအားသည်ဆိုယောကစေပညာဌာနတွင်ထိုင်ပြီးတပ်ပလက်တစ်လုံးနဲ့စာဖတ်နေတာကိုမနစ်မျိုးတဲ့မျက်နှာအပြုံးဖြင့်အနက်ရှိုင်းစွာဖတ်ရှုနေသည်သူမသည်မျက်လုံးမမြောက်ဘဲပြောသည်အောက်တိုဘာတာမန်ရာသီအခြေအနေပုဂ္ဂိုလ်ရေးအချက်အလက်အသစ်များထုတ်ပြန်ပြီးပါပြီမော်ဒယ်သည်ကိုရီးယားကျွန်းစုအလယ်ပိုင်းဒေသများတွင်အပူချိန်60နှစ်မှ68ဒီဂရီအတွင်းအမြင့်ဆုံးအပူချိန်ကိုမျှော်မှန်းထားသည်တိတ်ဆိတ်ပြီးနောက်ပြောသည်ဤကိစ္စသည်မအရေးပေါ်ဖြစ်မနေပါဒါကတော့အုံမြင့်ဆောက်လုပ်ရေးအဆုံးသတ်ခြင်းပင်ဖြစ်သည်ငါသိပြီးပါပြီသူမမျက်လုံးမြောက်ပြီးဆက်ပြောသည်ဒါကယုံကြည်စိတ်ချရတဲ့အရင်းအမြစ်မဟုတ်ပါဘူးနော်တင်အချက်အလက်တွေကိုရယူနေတဲ့နေရာသူမိအတန်သည်တင်းတိမ်မှုမရှိတရားမခေါ်သောရင်းစကားများဖြစ်၏ဒီအချက်အလက်ထွက်မတိုင်မီနင်ဒီဟာကိုပြောပြထားတာကိုတီးခဲ့တယ်နော်သူသည်တိတ်ဆိတ်နေသည်စိုးယွန်းသည်အနေတစ်စက္ကန့်ကြာသူ့ကိုကြည့်ပြီးပြန်ရဲရဲကိုဖတ်ဖြစ်သည်ငါရှင်းပြချက်မတောင်းပါဘူးငါကဆရာဝန်ပါကိုတွေ့ရတက္ကရာများနဲ့အလုပ်လုပ်တယ်မျောလင့်ထားသည့်အရာနဲ့လုပ်တော့မယ်မဟုတ်ဘူးအနှဲငယ်တိတ်ဆိတ်သည်ဒါပေမဲ့တခုသာပြောချင်တယ်ကဲ့သို့64ရက်ကနေရာမှာနေထိုင်ခဲ့တာအရေးကြီးတယ်ကျွန်
တော်တို့အားလုံးအတွက်ငါတေချာသိတယ်သူမအားကြည့်သည်ဆိုယွန်းသည်သူ့ကိုမကြည့်ဘဲမျက်နှာပြင်းပြင်းနဲ့ဆက်ဖက်နေသည်ကျေးဇူးတင်ပါတယ်ဟုသူပြောသည်ကြိုဆိုပါတယ်ဟုသူမပြန်ဖြေသည်သူမစာမျက်နှာပြောင်းသည်နှင့်ကြုံဆိုနာကျင်သည့်မက်ဆေးရည်အတွက်ကိုနှစ်စရိုးဖို့လိုနေတဲ့အပူထိခိုက်မှုတွေနာကျင်စေတယ်ထိတ်တီးကြရောက်ချင်းထက်14ရက်အကြိုစုံစေးပြောက်သည်လမ်းပေါ်ပထမဆုံးမြင်တွေ့ရသည်ယူဂျင်သည်မနက်6နာရီတွင်ကြည်ယူကွင်းကနေသူတို့ကိုချင်းကပ်ဆူးစမ်းနေစဉ်တွေ့ခဲ့သည်ကားသုံးစီးသည်မောင်အင်းနှင်သည်ဟာနှင်းနှင်းဖြစ်ပြီးမြေပြင်ကိုလေးလာနေသည်စစ်ရေးတိုက်ခိုက်မှုမဟုတ်ဘဲစူးစမ်းခြင်းဖြစ်သည်သူမသည်အမျက်မဆွဲအလဲခန်းထဲဝင်သည်လီဂျွန်ဆိုသည်ရှိပြီးသားဖြစ်သည်ကွင်းပေါ်ရှိတဲ့စင်ဆာက9918မှာသူ့ဖုန်းသို့အချက်ပေးခဲ့သည်ကားသုံးစီးဟုသူမပြောသည်လူ8မှ10အတွင်းအစုလက်နက်သုံးပြီးဒဏ်ရာပေးမဲ့ရုပ်သေးမရှိဘဲလမ်းစစ်ဆေးနေပြီးတတူသမုတ်ထရာသို့လမ်းကြောင်းကိုကြည့်နေသည်တိတ်ဆိတ်ပြီးနောက်ဆက်ပြောသည်သူတို့ကကျွန်တော်တို့ကိုမသိသေးဘူးဒါပေမဲ့တနေ့ဒါမှမဟုတ်2ရက်အတွင်းတိလာမယ်လမ်းဟောင်းလားကျွန်တော်တွေဟာအမွေဆောင်မှတ်တမ်းတွေကိုမကောင်းအောင်ဖုံးကွယ်ထားတာပဲဟုဒေအွန်းသည်လေထုစနစ်စရာမှလက်ကင်ပြီးထိုးကြည့်သည်ဒါဆိုဘာလို့မလဲဝင်ပေါက်ကိုအမြဲတမ်းဖုံးကွယ်မယ်ဟုလီဂျွန်ဆိုပြောသည်လုံးဝခစ်ကြဆုမြင်မယ်ဒီနေ့တစ်နေ့လုံးလောက်ရမှာပါတိတယ်ဟုယူဂျင်ကဒေးခန့်စွမ်းရည်ရှိတဲ့မျက်နှာပြင်နဲ့အမြဲတမ်းအန်းစားမှုလက်မှတ်မတင်ခြင်းအင်ဂျင်ဘက်အချက်မဟုတ်ပဲအနောက်တစ်ဖက်မှာရှိတဲ့ခံယူချက်များအားပေးမှုတစ်ခုနဲ့လီဂျွန်ဆိုကိုကြည့်သည်သူတို့မိုက်ကာရုံးမှရောက်မိမတူညီမှုဖြစ်ခဲ့လျင်မင်းစီစဉ်ရှိလားရှိတယ်ခဏနားထောင်ပါတိတိုက်မဝင်ပါနဲ့သူတို့ရောက်လာရင်ညှိနှိုင်းရေးလုပ်မယ်ကျွန်တော်တို့ကသူတို့ကိုအနေရမဖြစ်စေပဲထိတ်တီးကြမှုမစတင်ခင်မှာတော့ရေမရှိတော့ဘူးလိုအပ်တဲ့ပစ္စည်းမျိုးမရှိတော့ဘူးပြီးရင်သူတို့ပြန်ချက်ကိုစောင့်ဆိုင်သည်ပြီးရင်တော့မတူညီတဲ့စကားပြောပွဲပါဟုသူဒိတ်ချနေသည်ယူဂျင်သည်ခေါင်းငုံဖြင့်သဘောတူလက်ဆောင်ဟုတ်သလိုလက်ခံသည်သူတို့သည်တနေကုန်ဝင်ပေါက်ကိုဖုံးကွယ်ခဲ့သည်ထိပ်ပိုင်းတောင်ထိပ်မှဆွဲပင်ငယ်ငယ်များကိုဖျက်တောက်ပြီးလမ်းပေါ်မှထားပြီးအဟောင်းတုံးဆက်သဘောရိုက်ထုတ်သည်မြေစိန်တွေနဲ့ဖုံးကွယ်ပြီးမီရေးကိုစိတ်အမြေခွဲပွဲကိုစေပစ်ဆိုင်ရန်တာဝန်ပေးခဲ့သည်မိုရီကစိတ်သက်ပြင်းပြင်းနဲ့အလုံးလုံးနေခဲ့တယ်သုံးပတ်အတွင်းကျဲပြန်မှာပါလို့ပြောပြီးဖျဲဆိုင်တီးမျိုးတွေကိုဂယုပြုကြည့်ရှုကာပုံဖော်နေခဲ့တယ်ရိုင်းထွေးရက်လေးဒီမှာဖြစ်လိမ့်မယ်ပေါ်လေးကဒီမှာဒီဟာကရိုးရှင်းပြီးမြင်မြန်ဖြစ်တယ်အဲ့ဒီချိန်မှာဒီနေရာကိုမထိခိုက်ရသေးတဲ့မိုက်တောင်တစ်ခုလိုပြတင်ရဲ့သုံးပတ်အတွင်းစတင်တော့မှာပါဒေယွန်းကပြောခဲ့တယ်အခုလောက်တာပိုတင်တော်တယ်ဒေယွန်းကမိုရီကိုဂယုပြုပြီးကြည့်လိုက်တယ်ပြီးနောက်လီဂျွန်ဆူးကိုကြည့်လိုက်တယ်ပြန်လဲမိုရီကကြက်တစ်နားချက်နဲ့တန်းလိုက်စီရတဲ့ဗလာသီးမျိုးတွေကိုပြန်ကြည့်တော့မှာပါသူချောမွေးနဲ့တန်ရှင်းစွာစိုက်တဲ့ဖက်သူကလည်းမကြာခဏတင်းချာနဲ့တုတ်ပြန်ပြောတယ်သူကတာမန်လူတယောက်ပါလားဒေယွန်းကတိတ်တိတ်ဆက်မေးတယ်ဟုတ်တယ်သူပြောတယ်ကျွန်တော်တေးချခြင်းအောင်သာညနေကာလမှာဝင်ပေါက်ကိုတောက်ပစွာဖုံးကွယ်လိုက်တာကြောင့်အောက်ကလန်းချောင်းကနေအလုံးစုံမမြင်နိုင်ဘူးယူဂျင်ကအောက်ကနေအပေါ်စီသတိထားမဲ့လမ်းကြောင်းနဲ့စောင့်ကြည့်သူတယောက်လိုလမ်းလျှောက်ပြီးတိုတောင်းပြီးကောင်းတယ်ယူဂျင်ရဲ့ကောင်းတယ်ဆိုတာကအရန်ကောင်းတယ်လို့ဆိုလိုတာပါအဲ့နေညတုန်းပဲသူလက်ဆွဲမှာအစီအစဉ်မထားတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်သူတို့ခြုံတလုံးမှာစူးစီးခဲ့ကြပထမဆုံးအကြိမ်ဖြစ်ပြီးအလုတ်အကြောင်းမပြောဘဲအစားစားကြတယ်မိုရီကစီတို့ဖူးတွေနဲ့အိမ်မြောင်စိုက်ပျိုးရေးမြေကနေစိမ့်လန်းတဲ့အဆေးရက်တွေနဲ့ဟင်းချက်တယ်ဒေယွန်းကချိုမြိန်နဲ့လို့ပြောပြီးအစားအသောက်ရဲ့အမြင့်ဆုံးချီးကျူးချက်ကိုပေးတယ် Photosynthesis 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 သူဟာစားပွဲပက်လယ်ကိုလှည့်ကြည့်တယ်စက်မှုကြောင့်ဆရာဝန်စိုက်ပျိုးရှင်စစ်ရေးအဖွဲ့မင်းကကြပန်းမရွေးဘူးလိုအပ်တဲ့သူကိုတီးပြီးတယ်မိုရီကစိတ်ဝင်စားစွာသားတန်းမှအောက်ပြတဲ့ကခေါင်းကိုမေးခွန်းပြနေသလိုပူဇော်မှုအနှဲငယ်နဲ့ကြည့်လိုက်တယ်ဆိုယွန်းကတပ်ပလက်ကိုဘေးကိုထားလိုက်တယ်ဒေယွန်းကသူ့ညအားညစ်ချင်းကိုရက်လိုက်တယ်လေးယောက်လုံးကသူ့ကိုဂယုပြုပြီးကြည့်နေကြတယ်လီဂျွန်ဆူးကစားပွဲတစ်ဝိုက်ကိုကြည့်တယ်စိတ်အားထက်သန်ပြီးထင်မြင်စွာရှိတဲ့လူတချို့ရဲ့မျက်နှာတွေအရေးပေါ်မီးထိုးအောင်မှာမြေကြီးရေဝင်လန်းကတိတ်တိတ်ယူပြီးလေချောင်းစနစ်ကပွင့်လင်းတင်းကျပ်စွာအလုံးလုံးနေတာဒေယွန်းက3ရက်ကအတင့်ပြင်ခဲ့တာမင်းတိုင်းလိုအကြောင်းနဲ့အလုပ်တစ်ခုအနေနဲ့မဟုတ်ဘူးဆိုပြီးနောက်ဆုံးပြောတယ်လူတွေအနေနဲ့ဒီနေရာမှာမင်းတို့မရှိရင်အတိတ်ပဲမရှိဘူးတိတ်ဆိတ်မှုတစ်ခုမိုရီကမျောလင်းချက်နဲ့အေးချမ်းစွာဆိုင်ရင်းဖြစ်မှာလို့တမူထူးခြားတဲ့ဂယုဆိုင်မှုနဲ့ကြည်လိုက်တယ်ဆိုယွန်းကမျက်လုံးကိုအနှဲငယ်ချလိုက်တဲ့တနေ့တဟာရောက်မမြင်မရထိုးထွင်းမှု
ဒေယွန်းကတိတ်တိတ်လမ်းညွန်စွာဒူးခိုချွဲပြီးဒုက္ခမရှိဘဲနားလည်လိုက်တယ်